Okay ပါကျွန်တော်တင်ငယ်ချင်းတို့ရေအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကနေပြီးတော့ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုခက်လက်မျိုးအလွယ်တကူလုပ်ဒီလေးကိုပြောပြမျှဝေပြီးတောင်းပါပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်စုပေးဖို့အတွက်ပြောချင်ပါတယ် Okay ပါ Okay ပါပါဝင်ပစ္စည်းတွေကတော့ကျွန်တော်တကြား100 gram ပါမယ်ပြီးရင် unsalted ထောပတ်ကကျတော့ကျွန်တော်တို့50 gram ပါမယ်ပြီးရင် cream ပေါ့နော် whipping cream ကကျတော့100 gram ပါမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးအနေနဲ့ဟုတ်ကဲ့ပါပါဝင်ပစ္စည်းတွေကတော့ကျွန်တော်တကြား100 gram ပါမယ်ပြီးရင် unsalted ထောပတ်ကကျတော့ကျွန်တော်တို့50 gram ပါမယ်ပြီးရင် cream ပေါ့နော် whipping cream ကကျတော့100 gram ပါမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးအနေနဲ့ဟုတ်ကဲ့ပါပါဝင်ပစ္စည်းတွေကတော့ကျွန်တော်တကြား100 gram ပါမယ်ပြီးရင် unsalted ထောပတ်ကကျတော့ကျွန်တော်တို့50 gram ပါမယ်ပြီးရင် cream ပေါ့နော် whipping cream ကကျတော့100 gram ပါမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးအနေနဲ့ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တို့မှာဒီဝို့ပူအောင်ရင်ပြီးပြီးတော့ကျွန်တော်ကြား100 gram ကိုထည့်မှာပဲဖြစ်ပါတယ်ပေါ့နော်ဒီကြား100 gram ကိုကျွန်တော်ထည့်အောင်ထည့်ပြီးဆိုရင်တော့ကျွန်တော်အခုလိုမျိုးအနည်းငယ်စီကျွန်တော်တို့ငွေပေးလိုက်မှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအခုလိုမျိုးတကြားတွေညူအောင်တန်းတဲ့အထိကိုကျွန်တော်ငွေပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးတကြားတွေညူအောင်တန်းတဲ့အထိငွေပေးပြီးသွားပြီဆိုရင်တော့ညကိုပိတ်လိုက်လို့ရပါပြီဟုတ်ကဲ့မီးပိတ်ပြီးဆိုရင်တော့ကျွန်တော်တို့မှာထောပတ်ကိုအရင်ဆုံးထည့်မှာဖြစ်ပါတယ်ပေါ့နော်ထောပတ်ကိုအရင်ဆုံးကျွန်တော်ထည့်ပြီးတော့ဒီလိုမျိုးငွေပေးနေမှာဖြစ်တယ်ပေါ့နော်ထောပတ်ကိုထည့်ပြီးတော့ကျွန်တော်ငွေမယ်ဒီလိုမျိုးငွေတဲ့အခါမှာဆိုရင်လည်းဒါဒီထားရတော့ပေါ့နော်ကျွန်တော်ထောပတ်မပွဲအောင်ကျွန်တော်ငွေပေးနေရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုအသားလေးငွေပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာစောတော့ cream ပေါ့နော် whipping cream ကိုကျွန်တော်တို့အနည်းငယ်ကြီးကျွန်တော်ထည့်မှာဖြစ်ပါ whipping cream အနည်းငယ်ကြီးထည့်ပြီးတော့ကျွန်တော်တို့မှာအဲ့လိုမျိုးလေးကျွန်တော်ငွေပါဖြစ်ပါပေါ့နော်ကဲနောက်ပိတ်ဆုံးမှာတော့ကိုမောက်ကိုတစွန်းထည့်ပြီးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတင်ငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကနေကျွန်တော်တင်ငယ်ချင်းတွေကိုခရစ်မော်လုံးနီလေးကိုမျှဝေပေးလိုက်ပါတော့ဗောနော်ဒီမော်လုံးနီလေးကတော့လွယ်ကူရိုးရှင်းပြီးတော့ဗောနော်ကိုယ့်ရဲ့အိမ်မှာမိသားစုနဲ့အတူတူလှူစားခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ဆိုင်ထဲမှာတင်ရောင်းခြင်းလို့ပဲဖြစ်ဖြစ်ဒီနီလန်းလေးကိုအသုံးပြုလို့ရပါတယ်ခင်ဗျာ